လာပါခင်ဗျာမင်္ဂလာပါရှင်ဇန်နဝါရီလ3ရက်တောက်ကြနေ့ VOA TV သတင်းလွှာအစီအစဉ်စတင်ပါပြီရှင် VOA မြန်မာ TV သတင်းလွှာအပါအဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကို Asia 73ဂျိုရုကနေနေ့စဉ်24နိုင်ပတ်လုံးထုတ်လွှင့်ပေးနေပါတယ်နေ့စဉ်မနက်9နာရီတိုင်းမှာမြန်မာပိုင်းအစီအစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်အစီအစဉ်သစ်မပြောင်းခင်အထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်VOA ရဲ့နိုင်ငံတကာသတင်းတွေဒေသတွင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေ Hollywood အပါအဝင်ဂီတအနုပညာဖျော်ဖြေရေးအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်။ဒီကနေ့အစီအစဉ်မှာတော့2008ခုနှစ်ဖွဲ့စည်းပုံပြင်ဆင်ရေးသမရဦးသိန်းစိန်ရဲ့သဘောထားနှစ်ကူးမိန်ကွန်းနဲ့အကျဉ်းသားတွေရဲ့ထောင်ဒဏ်တွေလေးပုံတစ်ပုံလျှော့ပေးမဲ့ပြည်ထန်လွတ်ငင်းခွင့်အကြောင်းသတင်းတွေအပါအဝင်အိန္ဒိယနိုင်ငံကရွှေဈေးကွက်နဲ့ရွှေတင်သွင်းမှုကိုကန့်သတ်ဖို့စ조사နေတဲ့အကြောင်းသတင်းဆောင်မတွေအပါအဝင်အပတ်စဉ်တင်ဆက်နေကြ10မိနစ်အင်္ဂလိပ်စာနဲ့သိပ္ပံနဲ့နည်းပညာအစီအစဉ်တွေကိုလည်းရှုစားကြမှာပါရှင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေမှာဖြည့်ဆည်းပေးတာထက်ပိုပြီးမျှော်လင့်တောင်းဆိုမယ်ဆိုရင်နိုင်ငံရေးကြက်တဲတွေဖြစ်လာပြီးရထားတဲ့အခွင့်အရေးတွေတောင်ဆုံးရှုံးသွားနိုင်တဲ့အနေအထားဖြစ်တယ်လို့မြန်မာအစိုးရသမ္မတဦးသိန်းစိန်ကသူ့ရဲ့ဇန်နဝါရီလအတွက်ပြောဆိုတဲ့မိန့်ခွန်းထဲမှာပြောဆိုသွားပါတယ်မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့နိုင်ငံရေးစီးပွားရေးလူမှုရေးလိုအပ်ချက်တွေနဲ့တဟဇာတဖြစ်အောင်အခြေအနေအချိန်ခါလိုက်ပြင်ဆင်ရေးသားရမယ်ဆိုတဲ့အခြေခံမူကိုစုပ်ကိုင်ထားရမှာဖြစ်တယ်လို့ဆိုပြီးထည့်သွင်းပြောဆိုပါတယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေပြုတဲ့တိုင်းရင်းသားစည်းလုံးရေးနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့်ရလာမဲ့သဘောတူညီချက်တွေအတွက်လိုအပ်သလိုပြင်ဆင်တာပြဖြတ်တာဖြည့်ဆွက်ရေးသားတာတွေလှုပ်ဆောင်ရမယ်ဆိုတာကိုလက်ခံပြောဆိုသွားပါတယ်နိုင်ငံရေးဥဆောင်မှုအရေးချင်းနဲ့ပတ်သက်လို့ဘယ်နိုင်ငံသားတဦးတယောက်ကိုမှနိုင်ငံရေးအရာဥဆောင်တာကိုတားမြစ်တာမျိုးမဖြစ်စေလိုတဲ့အကြောင်းသူသဘောထားအဖြစ်ပြောဆိုသွားပါတယ်ဒါပေမဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးမှာဘယ်လိုအချက်တွေဖြစ်တင်လဲဆိုပြီးတိတိကျကျပြောဆိုသွားတာမျိုးတော့မရှိပါဘူးတစ်ချိန်တည်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးစားဆောင်ရွက်နေမှုတွေကိုအတိအမှတ်ပြုပြောဆိုသွားပြီးဒါဟာမြန်မာနိုင်ငံရဲ့အခြေအနေနိုင်ငံရေးရင်းချက်မှုရည်ချိန်မြင့်လာတာကိုပြသနေတယ်ဆိုပြီးသုံးလုံးပြောဆိုသွားပါတယ်ဒါပေမဲ့လည်းအမျိုးသားအကျိုးစီးပွားနဲ့နိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ရေးကိုမထိပါစေတဲ့အခြေခံမူတွေရှိဖို့လိုပြီးနိုင်ငံရေးအကြက်တဲတစ်ခုစီဥတည်မသွားနိုင်စေဖို့ရွေးချယ်မှုမှန်ကန်ဖို့လိုအပ်ကြောင်းသမ္မတဦးသိန်းစိန်ကထည့်သွင်းပြောဆိုထားပါတယ်ခင်ဗျာတစ်သစ်မှာပထမဆုံးပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကိုမနေ့ကရက်စွဲနဲ့မြန်မာအစိုးရသမ္မတဦးသိန်းစိန်ကထုတ်ပြန်လိုက်ပါတယ်2013နှစ်ကုန်ပိုင်းမှာပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့တချို့ကိုပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက်အခုတခါဒီ2014နှစ်သစ်အတွက်ပထမဆုံးပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကိုသမ္မတကထုတ်ပြန်လိုက်တာပါဒီလိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထုတ်ပြန်ပေးမဲ့လည်းလက်ရှိကျန်နေသေးတဲ့နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတွေလွတ်လာဖို့မမြင်ဘူးလို့လက်ကျန်နိုင်ကျင်းစစ်စီရေးကော်မတီဝင်တဦးကပြောပါတယ်အမိန့်အတိုင်းသက်ဆိုင်ရာဌာနတွေကစစ်စစ်ပြီးတော့လွှတ်ပေးမှာဖြစ်တဲ့အတွက်ဘယ်သူတွေပါလာမယ်ဆိုတာကိုတော့အတိအကျမပြောနိုင်ဘူးလို့သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းပြောပါတယ်66နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအဖြစ်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ဆိုတဲ့အမိန့်အရတည်တံချမှတ်ခံထားရသူတွေဟာထောင်ဒဏ်တစ်သက်ဒီနှစ်အကန့်အသတ်မရှိပြောင်းလဲကြခံဖို့နှစ်အကန့်အသတ်မရှိနဲ့ထောင်ဒဏ်တစ်သက်ကြခံရသူတွေနောက်ထောင်ဒဏ်နှစ်40အထက်ကြခံရသူတွေထောင်ဒဏ်နှစ်40အထိရှော့ပေါ့ကြခံစေဖို့နဲ့ထောင်ဒဏ်နှစ်40အောက်ကြခံရသူတွေအနေနဲ့ကတော့သူတို့ကြခံရတဲ့ထောင်ဒဏ်ရဲ့၄ပုံတစ်ပုံကိုရှော့ပေါ့ကြခံစေကြရမှာဖြစ်ပါတယ်အခုအမိတ်အရဆိုရင်တော့သူတို့တင်ပြထားတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲကနေလွတ်လာမဲ့လူတိတ်ကိုနဲလိမ့်မယ်လို့လက်ကျန်နိုင်ငံရေးအကျဉ်းသားစစ်စီရေးကော်မတီဝင်တဦးက VOA ကိုပြောပါတယ်ရှင်တရုတ်နိုင်ငံရဲ့ပထမဆုံးလေယာဉ်တင်သင်္ဘောကြီးလိုင်အိုနင်ဟာတောင်တရုတ်ပင်လယ်ပြင်ထဲမှာစီးရေးလင်းကျမှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက်မူလစိတ်ကမ်းကိုပြန်သွားပြီးဖြစ်ပါတယ်တရုတ်ရဲ့ရေတပ်အင်အားကြီးမားလာမှုကိုအများကစိုးရိမ်နေချိန်မှာပဲပြီးခဲ့တဲ့နှစ်မှာပြုပြင်ပြီးစီးခဲ့တဲ့လိုင်အိုနင်သင်္ဘောကြီးနဲ့ပထမဆုံးခရီးအဝေးဆုံးစီးရေးလင်းကျမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီသင်္ဘောဟာပြုပြင်မွမ်းမံထားတဲ့ဆိုဗီယက်လို့သင်္ဘောဖြစ်ပြီးတိုက်ခိုက်ရေးဆိုင်ရာစမ်းသပ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့လေ့ကျင့်မှုတွေပါလှုပ်ဆောင်ခဲ့တာလို့တရုတ်အစိုးရဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်38ရက်ကြာတွားရောက်ခဲ့တဲ့ဒီခီးစဉ်အတွင်းသတ်မှတ်ထားတဲ့လေ့ကျင့်မှုတွေကိုအောင်မြင်မြင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့စမ်းသပ်မှုတွေကလည်းစီစဉ်ထားတဲ့အတိုင်းဆောင်ရွက်နိုင်ခဲ့တယ်လို့အမည်မဖော်လိုတဲ့ရေတပ်တာဝန်ရှိသူတွေရဲ့ပြောကြားချက်ကိုကူးကားပြီးဖော်ပြထားတာပါလိုင်အိုနီသင်္ဘောကြီးရဲ့ကပတိန်ဇန်ဇန်ကလည်းသူတို့ဟာတောင်တရုတ်ပင်လယ်ပြင်ထဲမှာသိပ္ပံဆိုင်ရာသုတေသနတွေလုပ်ရင်းလေယာဉ်တင်သင်္ဘောနဲ့တိုက်ခိုက်မှုတွေနဲ့အတူလေ့ကျင့်မှုနဲ့စမ်းသပ်မှုမျိုးစုံလှုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောပါရခင်ဗျာပါကစ္စတန်စစ်ကောင်ဆောင်ဟောင်းပါဗက်စ်မူရှာရက်ဖ်ဟာတရားရုံးကိုအသွားလမ်းမှာကျန်းမာရေးပြဿနာပေါ်ခဲ့ရာကစစ်ရုံကိုအရေးပေါ်ပို့လိုက်ရတာကြောင့်ဒီတတိယအကြိမ်ရုံးချိန်ပြတ်ခဲ့ရပါတယ်
မနေ့ကရုံထုတ်ဖို့ခေါ်သွားချိန်မှာပါကစ္စတန်သမ္မတဟောင်းဟာရုတ်တရက်နှလုံးရောဂါခံစားရတဲ့အတွက်ဆေးရုံကိုပို့လိုက်ရတဲ့အကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူတို့ဖြစ်တဲ့ဂျန်မိုဟာမက်ကတရားဝင်ကိုအကြောင်းကြားခဲ့တာပါဗိုလ်ချုပ်ကြီးဟောင်းမူရှာရက်ဖ်ကိုတော့အနီးနားမှာရှိတဲ့ရိုဝယ်ပင်တီမြို့ကစစ်ဆေးရုံနှလုံးရောဂါဌာနကိုပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်ဒီဇင်ဘာလ24ရက်နေ့နဲ့မနေ့တုန်းကလည်းအစ္စလာမာဘတ်မြို့နေအိမ်ကနေတရားရုံးကိုအသွားလမ်းပေါ်မှာဘုံတွေတွေ့ရှိခဲ့တဲ့အတွက်ရုံးချင်းပြက်ကွက်ခဲ့ပါတယ်မနေ့တုန်းကတော့သူ့အိမ်ဒီမှာဘုံတစ်လုံးတွေ့ရှိပြီးရှင်းလင်းခဲ့ရတဲ့အကြောင်းရဲတပ်ဖွဲ့ကပြောဆိုခဲ့တယ်လို့အကျိုးဆောင်ရှင်းတွေကလည်းဒီလိုမျိုးဘုံတွေ့ခဲ့ရတဲ့အတွက်ရုံးချင်းပြက်ရတဲ့အကြောင်းပြောခဲ့ကြပါတယ်ပါကစ္စတန်သမ္မတဟောင်းမူရှာရက်ဖ်ကိုယာရုကမထွက်ခင်တစ်နှစ်အလို2009ခုနှစ်တုန်းမှာပဲဒီတိုင်းပြည်မှာအရေးပေါ်အုပ်ချုပ်ရေးကြီးညာခဲ့တဲ့အမှုနဲ့ရုံးတင်စစ်ဆေးဖို့စီစဉ်ထားတာဖြစ်ပါတယ်ရှင်အန်တာတီကသမုဒ္ဒရာအတွင်းရေခဲတွေကြားမှာပိတ်မိနေတဲ့ရုရှားသုတေသနသင်္ဘောပေါ်ကခီးသည်တွေကိုကြာသပတေးနေ့မှာရဟတ်ယာဉ်နဲ့အောင်မြင်စွာကယ်တင်လိုက်နိုင်ပြီဖြစ်ပါတယ်။သူတို့ကိုကယ်တင်မဲ့ရဟတ်ယာဉ်ကအဲ့ဒီခီးသည်တွေရှိနေတဲ့နေရာနဲ့မလန့်မကန့်မှာဆင်းလိုက်နိုင်တဲ့အတွက်အခုလိုကယ်တင်နိုင်တာပါ။ခရစ်စမတ်အကြိုနေ့ကလေးကပိတ်မိနေတဲ့ Academic Shogalsky သုတေသနသင်္ဘောပေါ်ကခီးသည်တွေကိုတရုတ်ကယ်ဆယ်ရေးရဟတ်ယာဉ်ကတည်ဆောင်နေတဲ့ဗီဒီယိုမှတ်တမ်းပုံတွေကိုသင်္ဘောပေါ်ပါလာတဲ့သိပ္ပံပညာရှင်ခရစ်တာနီက Twitter လူမှုကွန်ရက်ကနေတဆင့်ပြသထားပါတယ်။သိပ္ပံပညာရှင်တွေကမ္ဘာလက်ခီးသွားတွေသတင်းတောက်တွေလူစုံပါတဲ့52ယောက်အဖွဲ့ကိုကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့12ယောက်တစ်ချိန်တည်ဆောင်သွားတာဖြစ်ပါတယ်။သူတို့ကိုဩစတြေးလျရေခဲခွဲသင်္ဘောပေါ်ကိုတည်ဆောင်သွားပြီးအဲဒီကမှတဆင့်သတင်းပတ်နဲ့ချီကြသွားရမယ်။ကုန်နှင်းပိုင်းကိုတည်ဆောင်သွားမှာဖြစ်ပါတယ်။သူတို့ပိတ်မိနေတဲ့နေရာမှာနှင်းမုန်တိုင်းကျနေတဲ့အတွက်အရင်ကရဟတ်ယာဉ်နဲ့ကယ်တင်မဲ့အစီအစဉ်ပြတ်ခဲ့ရတာပါ။တရုတ်ဩစတြေးလျနဲ့ပြင်သစ်နိုင်ငံတို့ကရေခဲခွဲသင်္ဘောတွေအဲ့ဒီရုရှားသင်္ဘောစီကိုရောက်နိုင်အောင်ကြိုးစားခဲ့ပေမဲ့အောင်မြင်မှုမရသေးပါဘူးခင်ဗျာတောင်ဆူဒန်နိုင်ငံမှာတိုက်ခိုက်နေကြတဲ့အစိုးရနဲ့တိုက်ခိုက်တွေရဲ့ဒီနှစ်ဖက်ကညှိနှိုင်းဆွေးနွေးသူတွေဟာမနေ့ကစတင်ကျင်းပတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့အီသီယိုးပီးယားနိုင်ငံကိုရောက်လာခဲ့ကြပါတယ်။တောင်ဆူဒန်သမ္မတဆယ်ဗာကီယာနဲ့အတိုက်ခံရီယက်မာချာတို့ဟာဗုဒ္ဓဟူးနေ့ကတည်းကအီသီယိုးပီးယားနိုင်ငံမြို့တော်အဒစ်အာဘာဘာကိုရောက်နေခဲ့ကြတာပါ။တောင်ဆူဒန်နိုင်ငံမှာလူပေါင်း1000ကျော်ကိုတိတ်ဆုံးစေခဲ့တဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေသတင်းပတ်နဲ့ချီပြီးဖြစ်ပွားနေတာရက်စဲသွားစေဖို့အခုလိုငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့စီစဉ်တာဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့တုန်းကတော့အစိုးရတပ်တွေနဲ့ရီယက်မာချာကိုတစ္ဆာခံတဲ့တပ်သားတွေဟာတောင်ဆူဒန်ဂျုံလီပြည်နယ်ရဲ့မြို့တော်ဘိုဝါမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တောင်ဆူဒန်သမ္မတခီယာကတော့ဒီရေနံအဓိကထွက်တဲ့ဂျုံလီပြည်နယ်အတွက်အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်ရှင်။ဩစတြေးလျနိုင်ငံကွစ်စလန်မှာတော်မီအကြီးကျယ်လောင်ကျွမ်းနေတဲ့အတွက်မိသက်သမားတွေကမိကိုငြိမ်းသက်ဖို့အပြင်းထန်ကြိုးစားနေပါတယ်။ကွစ်စလန်မြောက်ပိုင်း Stradbroke ကျွန်းတောထဲမှာဗုဒ္ဓဟူးနေ့ကလေးကတော်မီလောင်ကျွမ်းတာဖြစ်ပြီးလေပြင်းထန်တိုက်နေတဲ့အတွက်တောထဲမှာယာယီပန်းဖြေ camp ထိုးပြီးနေကြတဲ့သူ900လောက်ကိုကယ်ဆယ်ရေးအဖွဲ့တွေကဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။အနီးနားမြို့ဖြစ်တဲ့ Dunwich မြို့ကိုပါမိကူးဆက်နိုင်တဲ့အခြေအနေရှိတာကြောင့်မိသက်သမားတွေကအပြင်းထန်ကာကွယ်ပြီးညှိနှိုင်းနေတာဖြစ်ပါတယ်။အခုချိန်ထိတော့တော်မီကြောင့်ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေထွက်မလာသေးပါဘူး။ဘာကြောင့်မီးလောင်ကျွမ်းနေဆိုတာကိုဩစတြေးလျအာဏာပိုင်တွေကစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်ခင်ဗျာ။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်ရဲ့109ယောက်မြောက်မြို့တော်ဝင်အဖြစ် Bill de Blasio မနေ့ကတရားဝင်ကျမ်းသစ္စာကျိတ်ဆိုလိုက်ပါတယ်။နှစ်ပေါင်း20အတွင်းဒီမိုကရက်တွေဘက်ကပထမဆုံးနယူးယောက်မြို့တော်ဝင်အဖြစ်အရွေးခံခဲ့ရတာဖြစ်ပြီးတော့မြို့တော်ခမ်းမမှာကျင်းပတဲ့အခမ်းအနားမှာဒီကျမ်းသစ္စာကျိတ်ဆိုတာကိုသမ္မတဟောင်းဘီကလင်တန်ကတိုင်ပေးခဲ့ပါတယ်။အသက်52နှစ်အရွယ် Bill de Blasio ဟာလူဦးရေ8သန်းကျော်နေထိုင်တဲ့နယူးယောက်မြို့ရဲ့မြို့တော်ဝင်အဖြစ်စတင်တာဝန်ယူလို့ပြီးတော့ဒီစင်ရဲချမ်းသာကွာဟမှုတွေရှော့ချရေးအတွက်လှုပ်ဆောင်မယ်လို့အဓိကကတိပေးပြောဆိုသွားခဲ့ပါတယ်။နယူးယောက်ဟာအခက်အခဲတွေနဲ့ရုန်းကန်ဖြတ်သန်းမှုတွေကိုကျင်းသားရနေတဲ့မြို့တော်လို့သူကသုံးလုံးပြောဆိုသွားပါတယ်။ဗဏ္ဍာရေးအချက်အထဲရာဇဝတ်မှုအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုနဲ့တဘာဝဘေးရန်တွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့တယ်လို့သူကပြောဆိုသွားပါတယ်။အခုဒီမျိုးမှာရင်ဆိုင်နေရတဲ့အချက်တဲဟာအရင်ကားနဲ့မတူပဲမြို့နေပြည်သူတွေအကြားဆင်းရဲချမ်းသာကွာဟမှုနဲ့မညီမျှမှုတွေကိုကြော်လွှားရမယ့်အချိန်ရောက်နေပါပြီဆိုပြီးမြို့တော်ဝင်အသစ် Bill de Blasio ကပြောဆိုသွားပါတယ်။မြို့တော်တွင်အချမ်းသာဆုံးလူတွေစီကအခွန်တွေတိုးကောက်ရင်းနဲ့ကလေးငယ်တိုင်းမူကြိုကျောင်းတွေမှာအားလုံးတက်နိုင်အောင်လှုပ်ဆောင်သွားမယ်လို့လည်းသူကကတိပေးပြောဆိုသွားပါတယ်။
နယူးယောက်မြို့မှာတန်တရားရှိသူတွေကိုရဲကတားမြစ်စစ်ဆေးခွင့်အရင်မြို့တော်ဝင် Bloomberg လက်ထက်ကကျင့်သုံးခဲ့တဲ့လှုပ်ထုံးလုပ်နည်းတွေဟာလူနည်းစုနဲ့လူမဲတွေအပေါ်ခွဲခြားဆက်ဆံတဲ့လုပ်ရက်ဆိုပြီးဒီအလေ့ကျင့်ကိုအဆုံးသတ်အောင်လှုပ်ဆောင်မယ်လို့လည်းမြို့တော်ဝင်အသစ် Bill de Blasio ကကတိပေးပြောဆိုသွားပါတယ်ရှင်။ဆက်လက်ပြီးသတင်းဆောင်မတွေကိုတင်ဆက်ပါမယ်ခင်ဗျာအိန္ဒိယနိုင်ငံဟာကမ္ဘာပေါ်မှာအကြီးမားဆုံးရွှေစည်းကွက်ဖြစ်ပါတယ်အိန္ဒိယနိုင်ငံသားတွေဟာပွဲလန်းသဘင်အခမ်းအနားတွေလက်ထပ်ထိမ်းမြားပွဲတွေနဲ့ပွဲတော်တွေအတွက်ရွှေကိုဝယ်ကြတာပါဒါပေမဲ့လည်းအခုအခါမှာတော့အစမတန်တိုးလာနေတဲ့လုံငွေပြမှုနဲ့ရူပီးငွေတန်ဖိုးကျလာတာကိုလျှော့ချနိုင်ဖို့ရွှေတင်သွင်းတာကိုအစိုးရကကန့်သတ်ဖို့လှုံ့ဆော်နေရပါပြီဒီအကြောင်း AP ရုပ်သံသတင်းကိုအခြေခံပြီးကိုကျော်သိန်းကပြပြပါမယ်ခင်ဗျာကမ္ဘာရွှေကောင်စီရဲ့အဆိုအရအိန္ဒိယနိုင်ငံမှာရွှေဝယ်တာရဲ့90%ကျော်ဟာလက်ထပ်မင်္ဂလာပွဲအတွက်ဝယ်ကြတာဖြစ်ပါတယ်။အိန္ဒိယမှာရွှေဟာရေနံပြီးရင်ဒုတိယအများဆုံးတင်သွင်းကုန်ဖြစ်ပြီးတော့လူတွေဝင်ငွေတိုးလာကြတာမို့မကြသေးခင်ကာလတွေအတွင်းဝယ်လိုအားပိုကောင်းလာပါတယ်။ဒါပေမဲ့လည်းရွှေတင်သွင်းတာကြောင့်အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်နေရပြီးလက်ရှိမှာကိုပဲ2012-2013 ဘဏ္ဍာနှစ်အတွက်လိုငွေဟာပြည်တွင်းထုတ်လုပ်မှုတန်ဖိုးစုစုပေါင်း GDP ရဲ့4.8% ရှိနေပါတယ်။အဲ့ဒီအချက်ကြောင့်အိန္ဒိယငွေကြေးဖြစ်တဲ့ရူပီတန်ဖိုးကျဆင်းပြီး2013 ဇန်နဝါရီလကတည်းကဆိုရင်10%ကျော်ငွေဈေးကျသွားခဲ့ပါပြီ။အိန္ဒိယနိုင်ငံမှာချမ်းသာကြွယ်ဝမှုရဲ့ပြရုပ်အဖြစ်နဲ့လက်ထပ်မင်္ဂလာပွဲတွေမှာအစဉ်အလာဖြစ်ရွှေကိုဝတ်ဆင်ကြတယ်လို့အသက်24နှစ်အရွယ်သူတို့သမီးနီလီမာရာဂျန်ကပြောပါတယ်။ Gold when they pass from one stage to another stage ဟိန္ဒူလက်ထပ်ထိမ်းမြားပွဲတွေမှာအဆင့်တစ်ဆင့်ကနေနောက်တစ်ဆင့်ကိုကူးပြောင်းပြီးဆိုရင်ရွှေကိုပေးကြပါတယ်မင်္ဂလာပွဲအထိမ်းအမှတ်အနေနဲ့ပိုင်ဆိုင်ပစ္စည်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်သူတို့ရဲ့သမီးကိုရွှေပေးတာပါလို့သူတို့သမီးရာဂျန်ကပြောပါတယ်အခုတော့ဖြင့်ရွှေဝယ်တာကိုကန့်သတ်ဖို့အိန္ဒိယအစိုးရကကြိုးစားလာနေပါပြီတင်သွင်းတဲ့ရွှေချောင်းပေါ်ကောက်ခံတဲ့အခွန်ကိုလက်ရှိ10%ကနေ3ဆနဲ့ရွှေလက်ဝတ်ရတနာပေါ်ကောက်ခံတဲ့အခွန်ကိုလက်ရှိ15%ကနေ3ဆအထိဒီနှစ်အတွင်းတိုးကောက်လိုက်ပါတယ်။ဒါပေမဲ့လည်းရွှေဝယ်တာနည်းသွားအောင်ကြိုးစားရတဲ့တစ်ချိန်တည်းမှာနှစ်ထောင်ပေါင်းများစွာရှိကြခဲ့ပြီးနိုင်ငံရဲ့ယဉ်ကျေးမှုတွေမှာနက်နက်ရှိုင်းရှိုင်းရှက်နွယ်နေတဲ့အစဉ်အလာနဲ့နှစ်သက်ဆွဲလန်းမှုတွေကိုပါရင်ဆိုင်နေရတာပါ။သူတို့သမီးလောင်ဂါယထရီစာဂျီဗန်ရဲ့ဖခင်ဖြစ်သူစာဂျီဗန်ဘာဆလန်ဟာသူ့သမီးလမ်းလျှောက်တက်ခါစားအရွယ်ကလေးကသမီးမင်္ဂလာပွဲအတွက်ရည်ရွယ်ပြီးငွေစုခဲ့တာပါကျွန်တော်သမီးနည်းနည်းသမီးအရွယ်ကလေးကရင်းနှီးမြှုပ်နှံမှုလေးစလုပ်ခဲ့တာပါကုမ္ပဏီလေးတစ်ခုမှငွေထည့်ထားခဲ့တဲ့အတွက်အခုဆိုရင်နောက်ဆုံးအဆင့်ကိုရောက်လာပြီးကျွန်တော်သမီးမင်္ဂလာဆောင်တဲ့အခါပေးဖို့ရှိုးဝဲနိုင်ပါပြီအခွန်ပိုများလာတာကတရားဝင်ရွှေတင်သွင်းတာနည်းကောင်းနည်းသွားနိုင်ပေမဲ့နိုင်ငံတော်ဝန်မှာတော့ရွှေဝယ်လိုအားကလျော့သွားတဲ့အရေးလက္ခဏာမရှိပါဘူးကီရလာပြည်နယ်မှာဆိုရင်မင်္ဂလာပွဲအတွက်ရွှေဝယ်တာတိတ်ကိုများလာတာမို့သူတို့သမီးတယောက်ကိုရွှေဘယ်လောက်ဖဲဝေးရမယ်ဆိုတာကန့်သတ်တဲ့ဥပဒေကြမ်းတစ်ခုကိုတော့မှဒေသဆိုင်ရာအမျိုးသမီးကော်မရှင်တစ်ခုကနေအဆိုပြုထားပါတယ်။အမျိုးသမီးတွေဟာရွှေပမာဏအလုံလောက်ကိုလက်ဆောင်ဖြစ်မရခဲ့တဲ့အတွက်ခင်မွန်းဖြစ်သူရဲ့မိသားစုကမတရားအနိုင်တက်လုပ်တာကိုမကြာခဏကြုံတွေ့ခံစားကြရတာပါ။မင်္ဂလာပွဲမှာဝတ်ဆင်နိုင်တဲ့ရွှေပမာဏကိုကန့်သတ်ခြင်းအပြင်အမျိုးသမီးတွေအနိုင်အထက်ပြုကျင့်ခံရတာအပါအဝင်ပြဿနာအတော်များများကိုတားဆီးနိုင်မယ်လို့ခီရလာပြည်နယ်အမျိုးသမီးရေးရာကော်မရှင်ဥက္ကဋ္ဌ KC Rosa Katti ကပြောပါတယ်ရွှေတင်သွင်းတဲ့အပေါ်ဆွေးရကကန့်သက်တာကြောင့်မီလန်ပေါင်းစုံနဲ့ခိုးသွင်းတာတွေပိုများလာပါတယ်။သတင်းတွေအရကတော့မိုဘိုင်းဖုန်းတွေထဲမှာရွှေချောင်းတွေဖွက်လာတာမျိုးခြေထောက်တွေမှာရွှေဆွဲကြိုးတွေပတ်လာတာမျိုးတွေအပြင်ဖြစ်ရတစ်ခုမှဆိုရင်လူတစ်ယောက်ကရွှေချောင်း109ချောင်းကိုမိခိုးရောင်မှုတ်ပြီးသူတရားဝင်တင်သွင်းတဲ့ရုပ်မြင့်တန်ကြားတက်တာထဲမှာထည့်လာတာကိုအိန္ဒိယအကောက်ခွန်အရာရှိတွေကဖမ်းမိခဲ့တာတွေကြားနေရပါတယ်။အဲ့လိုဖမ်းမိတာတွေဟာအိန္ဒိယနယ်စပ်တွေကိုဖြတ်ပြီးခိုးသွင်းတဲ့ရွှေပမာဏရဲ့အချိုးအစားနည်းနည်းလောက်ပဲဖြစ်နိုင်ခြေရှိတယ်လို့ကမ္ဘာရွှေကောင်စီကပြောပါတယ်။အိန္ဒိယနိုင်ငံသူနိုင်ငံသားတွေအမြတ်တနိုးအရှိဆုံးတင်သွင်းကုန်တစ်ခုဖြစ်တဲ့ရွှေကိုလိုချင်တတ်မဲ့ဆွဲလန်းမှုရပ်တန့်သွားအောင်ဘယ်လိုအရာမျိုးကမှလုံနိုင်မဲ့ပုံမရှိပါဘူးခင်ဗျာ။ပ
ပြီးခဲ့တဲ့2013ခုနှစ်ဟာအပူပြင်းဆုံးနှစ်တွေထဲကနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကြီးပေါ်မှာစံချိန်တင်လောက်အောင်ဖန်လုံအိမ်ဓာတ်ငွေထုတ်လွှတ်မှုအမြင့်ဆုံးအနေအထားကိုရောက်ခဲ့တာကြောင့်လည်းအခုလိုအပူပြင်းဆုံးနှစ်တစ်နှစ်အဖြစ်မှတ်တမ်းဝင်ခဲ့တာလို့ပညာရှင်တွေကထောက်ပြပါတယ်။ VOA သတင်းတောက် Rosalie Scabel စူးစီးတင်ပြထားတာကိုမတ်တန်ကြီးထိုက်ကပြောပြပေးပါမယ်ရှင်။ 2013ခုနှစ်ဟာရာသီဥတုလွန်ကဲတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ဒီနှစ်ထဲမှာပဲတောမီလောင်မှုတွေရေကြီးမှုတွေဆိုးဆိုးဝါးဝါဖြစ်ပေါ်ခဲ့တယ်လို့အပူလှိုင်းတွေမိုးခေါင်ရေရှားမှုတွေဇက်တိုက်ဖြစ်ခါတမိုင်းမှာအင်အားအပြင်းဆုံးအပူပိုင်းမုန်တိုင်းကြီးလဲတိုက်ခတ်ခဲ့ပါတယ်။ဟိုင်ယန်တိုက်ဖုန်းမုန်တိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာလူပေါင်း6000လောက်သေဆုံးခဲ့ပြီးလူပေါင်း4သန်းလောက်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတာမှာ Marilyn Dela Cruz လဲပါဝင်ပါတယ်။ And we still missing until now and we are searching for the body. ဒါကကျမရောက်ခမပုံလေသူကအခုတည်းကပျောက်နေတာဆိုတော့ကျမတို့သူ့အလောင်းကိုရှာဖွေနေပါတယ်အလောင်းကိုတော့ပြန်ရမယ်လို့မျှော်လင့်ထားပါတယ်ဒါကသားရဲ့ဘောင်းမီတူပါကျမတို့မှာဒါတွေပဲရှိပါတော့တယ်ရှင်အစိုးရများဆွေးနွေးပွဲကနေထွက်လာတဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကဲဖြတ်ချက်အစီရင်ခံစာထဲမှာတော့ဥဆောင်သိပ္ပံပညာရှင်တွေကတေချာပေါက်ပြောဆိုခဲ့ကြတဲ့တစ်ခုကတော့သူတို့ကကဘာကြီးပူနွေးလာမှုဟာတကယ်ကိုဖြစ်နေတာပါဆိုတာနဲ့ဒီအတွက်လူတွေဟာပိုပြီးတာဝန်ယူရမယ်ဆိုတာကိုယုံကြည်မှုအပြည့်နဲ့ပြောဆိုခဲ့ကြတာပါဒီလုံနှိုးဆော်ချက်ကတော့ဝါစောမြို့မှာကုလနှစ်ပတ်လဲဆွေးနွေးပွဲမစခင်မှာထွက်ပေါ်လာတာဖြစ်ပါတယ်ဒီဆွေးနွေးပွဲကတော့2012ခုနှစ်မှာတက်တန်းကုန်ခဲ့တဲ့ရာသီဥတုဆိုင်ရာသဘောတူညီချက်ကိုအစားထိုးဖို့အတွက်အခြေခံအချက်လက်ချမှတ်ရေးနိုင်ငံပေါင်း192နိုင်ငံကကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်ဒီအစည်းအဝေးပွဲကနေထွက်ပေါ်လာတာကတော့ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ဟာဘယ်လိုပုံစံမျိုးထွက်ပေါ်လာမလဲဆိုတာပါပဲဒီစာချုပ်ဟာနိုင်ငံတွေရဲ့မူဝါဒတွေကြောင့်တစုတစည်းတည်းပေါ်ပေါက်လာလိမ့်မယ်လို့ပြောဆိုသူကတော့ရာသီဥတုနဲ့စွမ်းအင်ဆိုင်ရာဖြည့်ရှင်ရေးစင်တာကမူဝါဒရေးရာကျွမ်းကျင်သူ Elliot Drinker ဖြစ်ပါတယ်တရုတ်နိုင်ငံကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေနဲ့ဖန်လုံအိမ်ဓာတ်ငွေထုတ်လွှတ်မှုကိုကန့်သတ်ဖို့အားထုတ်မှုနောက်မက္ကဆီကိုနိုင်ငံရဲ့ရာသီဥတုဆိုင်ရာဥပဒေအသစ်နဲ့ဂျွန်လတုန်းကအမေရိကန်သမ္မတအိုဘားမားကြေညာခဲ့တဲ့အမေရိကန်ရဲ့ရာသီဥတုဆိုင်ရာလုပ်ငန်းအစီအစဉ်တွေကိုသူကထောက်ပြပါတယ် Certainly countries, cities, states don't have to wait for the international တေချာတာကတော့နိုင်ငံတွေမြို့တွေနဲ့ပြည်နယ်တွေဟာနိုင်ငံတကာသဘောတူညီချက်တွေကိုစောင့်နေကြမလို့သလိုစောင့်လဲစောင့်မနေသင့်ပါဘူးဒီအစားသူတို့ရဲ့အားထုတ်မှုတွေကိုတပေါင်းတစည်းတည်းဖြစ်အောင်လုပ်ပြီးနိုင်ငံတကာသဘောတူညီချက်တွေကိုပေါင်းစည်းလိုက်ဖို့ပဲလိုအပ်နေတာလို့ကျွန်တော်ယူဆပါတယ်နောက်ကျွန်တော်တို့ကဒေတာရင်းနဲ့နိုင်ငံတကာအစ်စ်မှာဖြစ်ထွန်းမှုတွေတွေ့လာပြီဆိုရင်တိတ်ကိုခိုင်မာတဲ့နိုင်ငံတကာသဘောတူညီချက်တစ်ခုကိုကျွန်တော်တို့ရရှိသွားနိုင်ပါတယ်ရာသီဥတုပြောင်းလဲမှုကိုဖြည့်ရှင်းချက်ဟာအစိုးရပြည်သူပုဂ္ဂလိကနဲ့လူတဦးချင်းစီကနေအသီးသီးလှုပ်ဆောင်ချက်တွေထွက်ပေါ်လာရမှာဖြစ်တယ်လို့လဲမစ္စတာဒီရင်ဂါကထပ်လောင်းပြောပါတယ်ရှင်အပတ်စဉ်တင်ဆက်ပေးနေကြ10မိနစ်တာအင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုတင်ဆက်ပေးဖို့အလှည့်ရောက်ပါပြီ။ကဲမက်ခင်ဗျူတာဒီတစ်ပတ်ဘာအကြောင်းအရာလဲဆိုတော့ရှင်းပြပါအောင်။ဟုတ်ကဲ့ဒီတစ်ပတ်မှာတော့ it's been ages ဆိုတဲ့အသုံးအနှုန်းကိုကြားရမှာပါရှင်။ဘာကိုဆိုလိုလဲဆိုတာကိုပြပြပေးအောင်ဗျာ။ဟုတ်ကဲ့ဆိုလိုတာကတော့မတွေ့ရတာကြားတဲ့အခါမျိုးပေါ့နော်။ဟုတ်ရင်တစ်ချိန်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုခုကိုပြန်ပြောတဲ့အခါမျိုးမှာ it's been ages လို့သုံးကြတယ်လေ။ဟုတ်ကဲ့ပါဗျာဒီအကြောင်းကိုကြည့်ကြအောင်ပါ။ If you're speaking American English and you see an old friend or a colleague you haven't seen in a while, you can say, It's been ages since we've talked. What does this mean? To find out, let's listen to an actual conversation. How are you? I haven't seen you for a few years. I'm doing great. It's been ages since we've talked, hasn't it? It's been a long time, that's for sure. In American English, it's been ages is another way of saying it's been a long time or a long time has passed since you've seen each other. You may remember the word ages being used to talk about different periods of history, like the Ice Age or the Stone Age or the Bronze Age. Saying it's been ages uses exaggeration by saying it's been many of those long stretches of time since something has happened. And that's English in a minute. It's been ages ဆိုတာကတော့ဒါပါပဲကိုအောင်ကြီးဒါနဲ့ကိုဟိုတလောတော့ကိုအောင်ဗမာပြည်ကိုပြန်သွားတော့ကတော့မတွေ့တာကြားတဲ့တငယ်ချင်းတွေရီစားဟောင်းနေနဲ့မတွေ့ခဲ့ဘူးလားတွေ့ခဲ့ပါတယ်ဗျာအထူးတွေ့ရမယ့်သူတွေကိုလည်းတွေ့ခဲ့ပါတယ်
မတွေ့တာကြာပြီဖြစ်တဲ့တငယ်ချင်းတွေကိုလည်းတွေ့ခဲ့ပါတယ်အနည်း20ကျော်မှဒါပထမဆုံးပြန်သွားတာဆိုတော့ it's been ages ပေါ့ဗျာဒီတစ်ပတ်10မိနစ်တာအင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကတော့ဒီလောက်ပါပဲဆက်လက်ပြီးတော့သိပ္ပံနဲ့နည်းပညာအစီအစဉ်ကိုရှုစားကြပါခင်ဗျာအာဖရိကတိုက်အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ဒီမိုကရက်တစ်သမ္မတကွန်ဂိုနိုင်ငံကကင်ရှာဆာမြို့လမ်းမကြီးတွေပေါ်မှာမော်တော်ယာဉ်အသွားလာကျက်နေတာကိုဖြစ်ရှင်းဖို့စက်ရုပ်လမ်းပြရဲတွေစပြီးချထားပါတယ်။တကယ်ရဲအစ်စ်တွေအစားပြည်တွင်းအင်ဂျင်နီယာတွေတိစောက်ထားတဲ့စက်ရုပ်တွေကိုကားအသွားလာသိပ်ရှုပ်ထွေးတဲ့နေရာတွေမှာလမ်းပြခိုင်းနေတာလည်းဖြစ်ပါတယ်။အပြည့်စုံကိုတော့ဒေါက်ခင်မျိုးသက်ကပြောပြပေးမှာပါခင်ဗျာ။ကင်ရှာဆာမြို့မှာရှိတဲ့ Patrick Lumumba Boulevard လမ်းမကြီးပေါ်က Triumpha လမ်းမကြီးနဲ့Hularis လမ်းမကြီးတွေနဲ့ဆုံရလမ်းဆောင်နေရနှစ်ခုမှာလမ်းပြရဲတွေဖြစ်နေစက်ရုပ်တွေကိုချထားပါတယ်။ဒီစက်ရုပ်တွေမှာတကယ်မျက်လုံးတွေမရှိပေမဲ့ဒီမြို့ကရဲတွေလိုပဲနေကမျက်မှန်တွေတက်ထားတာတွေ့ရပါတယ်။သူတို့ကိုမကြသေးခင်ကမှကားသိပ်ရှုပ်တဲ့ဒီလမ်းဆောင်တွေမှာချထားပြီးလမ်းပြခိုင်းထားတာပါ။သူတို့မှာရင်အသွားလာကိုမှတ်တမ်းတင်တဲ့ကင်မရာလေးလုံးစီတက်ထားပြီးရတဲ့အချက်လက်တွေကိုသူတို့ကိုထိန်းချုပ်တဲ့ဌာနကိုပြန်ပြီးပို့ပေးပါတယ်။ဒီလမ်းပြရဲစက်ရုပ်တွေကို ISDA လို့ခေါ်တဲ့ကင်ရှာဆာအဆင့်မြင့်အသုံးချနည်းပညာသိပ္ပံကကွန်ဂိုအင်ဂျင်နီယာအဖွဲ့ကနေတည်ဆောက်တာပါဒီအဖွဲ့ရဲ့ခေါင်းဆောင်က Issei Thiris ပါ Notre robot c'est un humanoïde comme on dit on l'a pris la forme de notre humain ဒီစက်ရုပ်ကိုလူပုံတူအောင်ကိုလှုပ်ထားတာပါကျမတို့ရဲ့လမ်းပြရဲတွေကြိုက်ကြတဲ့စတိုင်အတိုင်းကိုတူအောင်လှုပ်ထားတယ်လေရဲတွေကနေကမျက်မှန်ကြိုက်ကြတယ်သူတို့ရဲ့မျက်စိတွေကိုမပြတ်စီးအောင်လို့တက်ကြတာပါအဲဒါကြောင့်မို့လို့ဒီစက်ရုပ်မျက်လုံးကိုလည်းသူတို့ပုံစံအတိုင်းပဲနေကမျက်မှန်တက်ပေးထားပါတယ်စက်ရုပ်လမ်းပြရဲတွေကိုအလူမီနီယမ်နဲ့တံမဏိပေါင်းစပ်ပြီးလုပ်ထားတာပါ24နာရီပတ်လုံးလှုပ်ရှားနိုင်အောင်နေအောင်ကြီးရဲ့စွမ်းအင်ကိုယူပါတယ်ဒေသခံတွေထဲမှာတော့ဒီလိုစက်ရုပ်တွေချထားတာကိုမကြိုက်တဲ့သူတွေရှိတယ်လို့တချို့ကတော့တိတ်ကိုကြိုက်ကြပါတယ်စိုက်ကယ်သမားတယောက်အနေနဲ့ကျွန်တော်ကတော့ဒီလိုစက်ရုပ်ကနေလမ်းပြပေးနေတာကိုကြိုက်ပါတယ်တကယ်လမ်းပြပလိတ်လမ်းပြနေတော့ကတော့လမ်းတွေကပိတ်နေတာများတယ်ဗျဒီစက်ရုပ်လည်းရောက်လာတော့လူတွေကပို့ပြီးတော့လေးစားကြတယ်စက်ရုပ်ကသွားနိုင်ပြီဆိုမှသွားကြတယ်ရက်ဆိုရက်ကြတယ်အရင်ပလိတ်အစ်စ်ပြောတော့ကတော့ဒီလိုမဟုတ်ဘူးအခုမှပိုကောင်းသွားတယ် Que le roulage puisse retourner à son poste et faire ce qu'il doit faire ရဲအစ်စ်တွေကိုပြန်ထားတာကောင်းပါတယ်စီကံဖောက်တဲ့သူတွေကိုဖမ်းဖို့လေအခုစက်ရုပ်ဆိုတော့ဒီလိုလူတွေကိုမဖမ်းနိုင်ဘူးမတော်တဆဖြစ်တာတွေကိုလည်းရှင်းမပေးနိုင်တယ်လို့တယောက်ယောက်ကိုတိုက်မိတာမျိုးကြာရင်လည်းထွက်ပြေးတဲ့သူနောက်လိုက်ပြီးဖမ်းမပေးနိုင်ပါဘူးဒီအလုပ်ကလမ်းပြရုံတစ်ခုတည်းမဟုတ်ဘူးလေကင်ရှာဆာမြို့ကလမ်းစုံလမ်းကွာတွေမှာခင်မီပွိုင်တွေတက်ဖို့အတွက်အာဏာပိုင်တွေကလုပ်နေပါတယ်အင်ဂျင်နီယာ Thiris ကတော့ဒီစက်ရုပ်တွေတက်ပြီးမှမတော်တဆဖြစ်မှုတွေရော့ကျသွားတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းဒီစက်ရုပ်တွေနဲ့အစားထိုးတာကိုအစိုးရကအားပေးတယ်လို့ပြောပါတယ် Les robots répondent aux normes internationales ဒီစက်ရုပ်ကိုနိုင်ငံတကာစံနဲ့ညီအောင်လှုပ်ထားတာပါတကယ်လို့ကားသမားကစက်ရုပ်မို့လို့ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်စက်ရုပ်ကသူ့ကိုဒဏ်ငွေရိုက်တဲ့လက်မှတ်ပေးမှာပါကျမတို့နိုင်ငံကဆင်းရဲတယ်လေအစိုးရကလမ်းတွေအတွက်ဝင်ငွေရှာနေရတာမို့ဒီအတွက်ကုန်ကျစရိတ်တွေပြန်ရဖို့လိုပါတယ်အခုချိန်ထိတော့ဒီလမ်းပြစက်ရုပ်ရဲတွေကကားကျက်တဲ့ပြဿနာကိုကူးပြီးဖြေရှင်းပေးနိုင်တာတွေ့ရတယ်လို့ဒီပြဿနာဖြေရှင်းနိုင်မဲ့တခြားစီမံကိန်းတွေကိုချဖို့လဲစီစဉ်နေကြပါတယ်အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်က Phoenix Musical Instruments ပြတိုက်ကတော့ကမ္ဘာပေါ်ကဂီတဆိုင်ရာပြတိုက်တွေထဲကအကြီးမားဆုံးပြတိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။2010 ပြည့်နှစ်ကစတင်တည်ထောင်ခဲ့တဲ့ဒီပြတိုက်မှာဂျွန်လင်နွန်ရဲ့ဆန်နီယာကအစရှာပါရှေဟောင်းတရောတွေအစုံဂီတတူရိယာအမဲပေါင်း1000ခွဲကိုပြသထားတာမို့ဂီတဝါသနာအိုးတွေတဖွဲဖွဲရောက်လာလဲပက်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ AFP သတင်းဆောင်မတစ်ပုဒ်ကိုမတ်တန်ကြီးထိုက်ကတင်ပြပေးပါမယ်ရှင်။နေချင်းစပွဲမရှိလာတဲ့ Arizona ပြည်နယ်လွင်တီကောင်ဒေသမှာအဖိုးတန်ရတနာတွေစုစည်းထားတဲ့နေရာတစ်ခုကတော့ရှိနေပါတယ်။အဲ့ဒါကတော့ဂီတတူရိယာပစ္စည်းတွေစုဆောင်းပြသထားရာPhoenix ဂီတတူရိယာပြတိုက်ကြီးပဲဖြစ်ပါတယ်။ကမ္ဘာတလွှားကရှေးဟောင်းဂီတတူရိယာပေါင်း1000ခွဲကိုစုစည်းပြသထားတာပါ။ပြသထားတဲ့အထက်မှာရှေးဟောင်းကနေခေတ်ပေါ်တူရိယာတွေ rock ဂီတကနေရိုးရာဂီတတွေရဲ့ဂီတသံတူရိယာတွေရဲ့တက်တန်းတဲ့ပုံစံတွေကိုပြတိုက်ကိုလာရောက်သူတွေမြည်ဆန်းနိုင်ကြပါတယ်။
ဆာရာဆီယာချိုင်ကတော့ပြတိုက်ကိုပထမဆုံးအချိန်လာရောက်ကြည့်ရှုသူပါ ကဘာပေါ်မှာဂီတတူရိယာတွေဒီလောက်များများရှိတာကိုကျွန်မမသိခဲ့ဘူးလေဒီမှာပြထားတဲ့တချို့တူရိယာတွေကိုတော့ကျွန်မသိပါတယ်နိုင်ငံတစ်ခုချင်းစီမှာတီးခြားသမိုင်းနဲ့တီးခြားပုံစံတွေရှိကြတာမို့ဒါတွေအားလုံးကိုဒီမှာတွေ့ရတာတိတ်ကိုအံ့ဩစရာကောင်းတာပါပဲရှင်ပြတိုက်မှာကကြည့်စရာတွေရောနားဆင်စရာတွေရောများလာပါတယ်မီတာ18000ပတ်လည်ရှိတဲ့ဒီပြတိုက်ထဲမှာပြကန်းပေါင်း6000ရှိပါတယ်နိုင်ငံတစ်ခုချင်းစီကိုတီးခြားစီထားရှိထားပြီးဧည့်သည်တွေအနေနဲ့ဒုတိယပစ္စည်းတွေဘလို့တီးခတ်တယ်လဲဆိုတာကိုလည်းကြည့်နိုင်ပါတယ်ဒီပြတိုက်ကြီးကတော့လက်လီအယောင်းဆိုင်ကြီးဖြစ်တဲ့ Target ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဘီလီယံနာတထေးကြီး Bob Ullrich ရဲ့စိတ်ကူးဖြစ်ပြီး2010ပြည့်နှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်တူရိယာပစ္စည်းတွေထိမ့်သိမ်းသူတူဖြစ်တဲ့ Kathleen R. Williams ကတော့အခုလိုပြောပါတယ်ကမ္ဘာတလွှားကဂီတပြတိုက်တွေဟာအနောက်နိုင်ငံတွေရဲ့ရှေးဟောင်းရိုးရာဂီတကိုပဲအာရုံစိုက်ပြသကြပါတယ်။ဒါကြောင့်လေဂီတပြတိုက်အများစုမှာကရိုးရာအော်ကက်စထရာတန်ဆုံတီးဝိုင်းတို့နောက်ဥရောပမှာကြော်ကြားလာတဲ့ဘာရော့ဂီတနဲ့ဒီလိုမျိုးဂီတတူရိယာတွေကိုပဲတွေ့ကြရမှာပါ။ဒီပြတိုက်မှာကတော့ကမ္ဘာပေါ်မှာနေထိုင်ကြသူအားလုံးဘယ်လိုဂီတတွေကိုတီးခတ်ကြတယ်ဆိုတာကိုတွေ့နိုင်ပါတယ်။ Arizona ပြည်နယ်က Phoenix ဂီတတူရိယာပြတိုက်မှာပြသထားတဲ့တူရိယာတွေကိုကြည်လဲကြည့်နိုင်တယ်လို့တီးခတ်မြည်ဆန်းလို့လည်းရပါတယ်။တီးခတ်ကြည့်လို့တူရိယာတစ်ခုခုထိမိခိုင်းမိဖြစ်တဲ့ဆိုရင်လည်းပြတိုက်ထဲကတူရိယာထိမ့်သိမ်းကြသူတွေကပစ္စည်းအသစ်နဲ့လဲလှယ်ပေးကြပါတယ်။နောက်ပြတိုက်ထဲမှာတိတ်ကိုအရေးကြီးထိမ့်သိမ်းထားရမယ့်တူရိယာပစ္စည်းတွေလည်းရှိနေပါတယ်။ဒီထဲမှာဆိုရင်ဂီတပါရမီရှင်ကြီးတွေဖြစ်ကြတဲ့ Eric Clapton, George Benson, Elvis Presley, John Lennon တို့ရဲ့တူရိယာပစ္စည်းတွေရှိနေကြတာပါ။ John Lennon ရဲ့စန္ဒယာဆိုရင်သူ့ရဲ့ဂန္ဓဝင် Imagine သချင်းကိုတီးခတ်ခဲ့တဲ့စန္ဒယာဖြစ်ပါတယ်။ Beautiful. John Denver တိတ်လှတာပဲဗျာ။ John Denver လည်းဒီမှာရှိတယ်။ John Lennon လည်းဒီမှာရှိနေတယ်။ကျွန်တော်ဖြစ်မျက်ရည်တောင်ကျမိပါရဲ့ဗျာ။ American ပြည်ထောင်စု Arizona ပြည်နယ်ရဲ့ Phoenix Musical Instrument ဂီတတူရိယာပြတိုက်ကရိုးရာတေးဂီတ Jazz, Rock တေးဂီတတွေအပါအဝင်တနစ်ကိုဂီတပွဲပေါင်း200လောက်ကျင်းပနေတာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးသတင်းချင်းချုပ်ကိုကြီးညာပါမယ်ခင်ဗျာ။လက်ရှိမြန်မာနိုင်ငံရေးအခြေအနေမှာဖြည့်ဆည်းပေးထားတာတက်ပို့ပြီးတော့မျှော်လင့်တောင်းဆိုမယ်ဆိုရင်နိုင်ငံရေးအကျပ်တဲတွေဖြစ်လာပြီးရထားတဲ့အခွင့်အရေးတွေတောင်မှဆုံးရှုံးသွားနိုင်တဲ့အနေအထားဖြစ်တယ်လို့မြန်မာဆိုရသမ္မတဦးသိန်းစိန်ကသူ့ရဲ့ဇန်နဝါရီလအတွက်ပြောဆိုတဲ့မိန့်ခွန်းထဲမှာထည့်သွင်းပြောဆိုသွားပါတယ်။မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့နိုင်ငံရေးစီးပွားရေးလူမှုရေးလိုအပ်ချက်တွေနဲ့သဟဇာတဖြစ်အောင်အခြေအနေအချိန်ခါလိုက်ပြင်ဆင်ရေးသားရမယ်ဆိုတဲ့အခြေခံမူကိုစုပ်ကိုင်ထားရမှာဖြစ်တယ်ဆိုပြီးတော့ပြောဆိုသွားပါတယ်။နိုင်ငံရေးဥဆောင်မှုအရေးအချင်းနဲ့ပတ်သက်လို့ဘယ်နိုင်ငံသားတဦးတယောက်ကိုမှနိုင်ငံရေးအရာဥဆောင်တာကိုတားမြစ်တာမျိုးမဖြစ်စေလိုတဲ့အကြောင်းသူ့သဘောထားဖြစ်နေတယ်ဒီလိုမျိုးပြောဆိုသွားခဲ့ပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်ရဲ့109ယောက်မြောက်မြို့တော်ဝင်အဖြစ် Bill de Blasio မနေ့ကတရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။နှစ်ပေါင်း20အတွင်းဒီမိုကရက်တွေဘက်ကနေပြီးတော့ပထမဆုံးနယူးယောက်မြို့တော်ဝင်အဖြစ်အရွေးချယ်ခံရတာဖြစ်ပြီးတော့မြို့တော်ခမ်းမမှာကျင်းပတဲ့အခမ်းအနားမှာကျမ်းသစ္စာကျိန်ဆိုပွဲကိုသမ္မတဟောင်း Bill Clinton ကတိုင်ပေးခဲ့ပါတယ်။နယူးယောက်ဟာအခက်ခဲတွေနဲ့ရုန်းကန်ဖြတ်သန်းမှုတွေကိုကျင့်သားရနေတဲ့မြို့တော်လို့သူကသုံးလုံးပြောဆိုသွားပါတယ်။ဘန်နာရေးအကျက်အတဲရာဇဝတ်မှုအချက်ဖတ်သမားတွေရဲ့တိုက်ခိုက်မှုနဲ့တဘာဝဘေးဒဏ်တွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့တယ်လို့သူကပြောဆိုသွားပါတယ်။အခုဒီမျိုးမှာရင်ဆိုင်နေရတဲ့အကျက်အတဲဟာအရင်ကနဲ့မတူပဲမြို့နေပြည်သူတွေအကြားစီးရဲချမ်းသာကွာဟမှုနဲ့မတူညီမှုတွေကိုကြော်လွှားရမယ့်အချိန်ရောက်နေပါပြီဆိုပြီးတော့လဲမြို့တော်ဝင်အသစ် Bill de Blasio ကပြောဆိုသွားပါတယ်ရှင်။ VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုနောက်နေ့မနေ့အစီအစဉ်သစ်မပြောင်းခင်အထိအချိန်ချင်းထပ်မထုတ်လွှင့်ပေးနေပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။